သာရိပုတ္တရာနဲ့ရှင်သီဝလိဆိုတာကရှင်မပြုတ်ခင်အရွယ်လေးမှာခုနှစ်သားနဲ့ရှင်ပြုတ်တဲ့ဒီသီဝလိလူငယ်လေးနဲ့အရှင်သာရိပုတ္တရာကြီးနဲ့တရားဆွေးနွေးကမ်းလေးပေါ့ခုနှစ်မိဝမ်းမှာနေခဲ့ရတဲ့ဒီသီဝလိလေးကအမိဝမ်းကထွက်လာတော့မွေးပြီး9 ရက်မြောက်ရှင်သာရိပုတ္တရာကြီးနဲ့သူစကားတွေပြောတယ်ခုနှစ်သားလေးလိုပဲလမ်းလျှောက်နိုင်တယ်ခုနှစ်သားလိုပဲစကားပြောနိုင်တယ်အဲ့ဒီကလေးကိုရှင်သာရိပုတ္တရာကဒါရကလူငယ်ကိစီခမဏီယကိစီယာဗနိယကိစီနကိစီဒုက္ခံဟဲ့လူငယ်လေးဘလို့လဲကွာကြမ်းကြမ်းမာမာရှိရဲ့လားချမ်းချမ်းသာသာရှိရဲ့လားဒုက္ခတစ်စုံတစ်ခုကိုမှမင်းမတွေ့ရဘူးမဟုတ်လားဒီလိုလေးမေးတာမေးတော့အဲ့ဒီလူငယ်လေးကပြန်ဖြေတယ်ကုတောမေဗန္ဒေသာတိပုဒ္ဓခမဏိယကုတောယာပနိယသာတာမေဝတ္တနိလောဟိတကုံမိယံဟုတ်တာတဲ့ဗန္ဒေသာရိပုတ္တရှင်ဘုရားသာရိပုတ္တရာကုတောခမဏိယံဘလို့လို့မြတ်တမလဲဘုရားကုတောယာမဏိယဘလို့လုံးချမ်းသာပါမလဲဖေဟာသာတာမေဝတ္တနိလောဟိတဂုံပိယံဖေဟာတပည့်တော်9 နှစ်လုံးအမိရဲ့သွေးအိုကြီးထဲမှာနေခဲ့ရတာဒါလေးပြောတဲ့စကားတော်ကောင်းတွေနားထောင်အမိဝမ်းမှာနှွေရတာသူ့မှာသွေးအိုကြီးတဲ့နေခဲ့ရအဲ့ဒီသွေးအိုကြီးတဲ့ကနေလွန်မြောက်တာခဏ9 ရက်ရောက်ပြီဖေဟာဟောသူမွေးလာတာ9 ရက်ရှိစေတယ်သွေးအိုကြီးတဲ့ကနေလွန်မြောက်တာအဲ့ဒါအဲ့သွေးအိုကြီးတဲ့နေရတဲ့အခိုက်မှာဘလို့လို့တပည့်တော်ချမ်းသာမလဲဒါပါလဲမေ့တော်ကောင်းတို့တွေတန်ဝေခယူဖို့ပြောတာမွေးလာတဲ့အချိန်မှာဥဒ္ဒနုတွေအမိဝမ်းမှာပဋိသန္ဓေနေရတဲ့ဒုက္ခဇာတိဒုက္ခကခဏဥဒ္ဒနုတွေလွတ်လာကြတာအဲ့တော့တန်ဝေခရမှာပြောတာမွေးနေ့ကိုအကြောင်းပြုပြီးနံပါတ်1တန်ဝေခယူတတ်ရမယ်။အော်အမိဝမ်းကောင်းဆယ်လာညောင်းမြအောင်ခဲ့ရကြီးတည်တန်တေနဲ့အမိဝမ်းကနေလွတ်ပြပြီဆိုပြန်တော့လေလူပြေလူရွာရောက်ပြန်ပါလေအိုနာသေးရေဒုက္ခဘေးနဲ့ဟာဘာမှကိုကောင်းတာမရှိပါလားဆိုပြီးတော့တန်ဝေခယူတတ်ရမယ်။ဒါကအရိယာပုဂ္ဂိုလ်ကြီးများကိုမွေးနေ့ကိုအကြောင်းပြုပြီးတော့တန်ဝေကယူကြပုံကိုပြောတာအဲ့လိုကြီးတန်ဝေကမယူနိုင်တော့မိမိရဲ့မွေးနေ့မှာဦးဇင်းတို့တွေဟာမကောင်းမှုကိုမလုပ်ဖြစ်အောင်ရှောင်ရမယ်။ဘာဖြစ်လို့တော့မေးလိုက်တော့မွေးနေ့ကဟိုဘဝကကောင်းမှုကြောင့်ခဏသူတို့ကောင်းလို့ဦးဇင်းတို့လူဖြစ်ရတာဒီဘဝကဒီဘဝကကောင်းမှနောက်ဘဝဆက်ပြီးတော့ကောင်းမှာဦးဇင်းတို့ပုထုဇဉ်တို့ရဲ့ဘဝဆိုတာကောင်းမှုဇက်တိုက်ပြုရင်လာဇံပက်ခလိုပဲမကောင်းမှုဇက်တိုက်ပြုပြီဆိုလဲလာစုပ်ပက်ခလိုပဲနန္ဒာအစလာဇံမလျင်လပြည့်တိုင်အောင်လအယောင်ဒီထွန်းပြောင်သောအာနေတိုင်းပွားသူအလားတူကြောင့်ဒါနာဟောင်းနဲ့ပေါင်းပြီးတော်ထွေများလေလေပဲလာဇံ3 ရက်ကစပြီးတော့မြင်ရတဲ့လတိတိချာချာကြည့်ထား4 ရက်နေ့ဆိုရင်ပိုတောက်တယ်ဘာဖြစ်လို့တော့မေးလဲတော့3 ရက်နဲ့4 ရက်ပေါင်းပြီလို့9 ရက်နေ့ကြည့်ရင်ပိုတောက်တယ်6 ရက်နေ့ကြည့်ရင်ပိုတောက်တယ်ပြောချင်တာကအဟောင်းနဲ့အသစ်နဲ့ဟောင်းပေါင်းပြီလေလေလာဟာရောင်တောက်လေလေပဲဒီတိုင်းပဲမွေးနေ့ရှင်ကြီးမှတ်ထားလိုက်ပါဟိုဘဝကကောင်းမှုရှိလို့လူဖြစ်တာဟိုဘဝကကောင်းမှုနဲ့ဒီဘဝကောင်းမှုပေါင်းပြီးမှသာဥစဉ်တွေသူတော်ကောင်းရဲ့ဘဝဟာပို့ပြီးတော့အသက်ရှင်မဲ့အကျမ်းပါမယ်ကောင်းမှုအသစ်နဲ့ဟောင်းနဲ့ပေါင်းမိလေလေဘဝဟာတောက်ပြောင်လေလေပဲလို့ဒီလိုမှတ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့မကောင်းမှုတွေနဲ့ပေါင်းမိမယ်ဆိုရင်လဟာလပြည့်ကျော်ဝိုင်းလစုပက်ခဆိုရင်မှောင်သွားတာမကောင်းမှုနဲ့ပေါင်းမိလေလေဘဝဟာမှောင်လေလေမကောင်းမှုတွေများလေလေဘဝဟာမှောင်လေလေကောင်းမှုတွေများလေလေဘဝဟာတောက်ပြောင်လေလေလို့ဒီလိုမှတ်ပါအဲကြောင့်မိမိရဲ့မွေးနေ့မှာမကောင်းတာတွေကိုရှောင်ပြီးတော့မှကောင်းတာလေးတွေလုပ်ဖြစ်အောင်
ဥပမာအဖြစ်၅ပါးသီလမမြဲရင်မွေးနေ့မှာတော့မြဲအောင်ဆောင်ခါတိုင်း၅ပါးသီလမြဲတယ်ဆိုရင်တော့၈ပါးသီလမြဲအောင်တိုးပြီးတော့ဆောင်၈ပါးသီလလည်းမြဲတယ်ဆိုရင်တမထဝိပဿနာလေးပါလုံနိုင်အောင်ကြိုးစားဒါဆိုရင်မိမိရဲ့ဘဝဟာအင်မတန်မှအကျိုးများတဲ့မွေးနေ့တန်ဖိုးရှိတဲ့မွေးနေ့ဖြစ်လိမ့်မယ်လို့ဒီလိုပြောကြပါတယ်အဲကြောင့်မွေးနေ့ရှင်အရိယာပုဂ္ဂိုလ်ကြီးများကတော့မွေးနေ့ဆိုရင်တန်ဝေကယူကြတယ်မိမိလည်းပဲတန်ဝေကယူရမယ်ကဲလို့တန်ဝေကမယူနိုင်တော့မွေးနေ့မွေးရဲ့ကုသိုလ်ဆက်ဟာမပြတ်သိက္ခာလွန်ကျမ်းပါတယ်ဆိုတာလေးကိုယုံကြည်ပြီးတော့မှကောင်းမှုကုသိုလ်ပြုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ကောင်းမှုပြုပြီးတော့မွေးနေ့မှာစပြီးတော့မှကြမ်းကြမ်းမာမာချမ်းချမ်းသာသာနဲ့အသက်ရှည်တဲ့အမျိုးကောင်းသမီးတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဏိဂုံကမ္ဘာဖုံးကြပါစို့